မာရှင်တယ်လို့အခြားသူတွေကိုလည်းကျမ်းမာစေချင်ပါတယ်ကျမလှကျင်တယ်လို့အခြားသူတွေကိုလည်းအရန်လှစေချင်ပါတယ်ကျမဝင်ငွေများများရကျင်တယ်လို့အခြားသူတွေကိုလည်းဝင်ငွေများများရစေချင်ပါတယ်ဒီစိတ်ထားတွေကကျမကိုအောင်မြင်စေခဲ့ပါတယ်ကျမအရင်တုန်းကစတိုးဆိုင်ပိုင်ရှင်တူပါဆိုင်မဖွင့်ခင်မှာငွေတော်တော်များများရှိယူလိုက်ရပါတယ်ရှေ့လျှောက်မှာမျက်နိုင်မမျက်နိုင်ကတော့မတိနိုင်သေးပါဘူးဒါကြောင့်မို့လို့ကျမဟာနေ့တိုင်းစိတ်ပစ္စည်းပူပန်ခဲ့ရပါတယ်ကျမရဲ့အထက်လိုင်းဦးစော်ခိုင်ဦးကိုကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကကျမကိုဗီဒီယိုကိုခေါ်ဆောင်လာခဲ့လို့ပါကျမဒီလိုလုပ်ငန်းပုံစံမျိုးကိုသဘောကျပါတယ်အဆင်ပြေတဲ့အချိန်တွေပဲဖြစ်ဖြစ်ခက်ခဲတဲ့အချိန်တွေပဲဖြစ်ဖြစ်အားလုံးအတူတူရင်ဆိုင်ကြမယ်ကျမတို့ကိုယ်ပိုင်ပြည့်စုံလှပတဲ့ကမ္ဘာအသစ်ကိုအတူတူဖန်တီးတည်ဆောက်ကြရအောင်တန်တမို့က BWL ကိုကိုယ်အိမ်လိုခံယူထားပြီး BWL လုပ်ငန်းကိုစိတ်ရောကိုယ်ပါနှိမ့်မြုပ်ထားပြီးတော့ဘယ်လိုအခက်ခဲပဲကြုံသူဟာစွဲရှိရှိနဲ့အောင်မြင်မှုပန်းနိုင်ကိုအရောက်လန်းနိုင်ခဲ့သူတယောက်ဖြစ်ပါတယ် ဗီဒီယိုမှာလူတစ်ယောက်ရဲ့တဘွားလုံးအတွက်အရေးကြီးဆုံးကကျန်းမာရေးဖြစ်ပြီးကိုယ်ပိုင်လုပ်ငန်းပိုင်ဆိုင်ခြင်းကအကြီးမားဆုံးစိတ်ချမ်းမြေ့မှုဖြစ်တယ်ဆိုတာကိုနားလည်ခဲ့ပါတယ်။ပိုကောင်းတဲ့အချက်ကတော့ဒီလိုလုပ်ငန်းတစ်ခုဟာအခြားသူတွေကိုလည်းမျှဝေလို့ရပြီးကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကလူတွေကိုကျန်းမာမှုလှပမှုချမ်းသာမှုနဲ့လှပတဲ့ဘဝတွေကိုပိုင်ဆိုင်စေနိုင်တာပါပဲ။